ဟာဒီလိုဖြစ်တာနော် ထိုင်နေရဖြစ် ထိုင်နေနေဖြစ်နေကိုပါဇက်တောင်တော်တော်ရွဲ့နေတာနော် အခုမှပြော ခုမှဖြစ်တာဩမလို့ဖြစ်ဖြစ်ချင်းဖြစ်ဖြစ်ချင်းတော့ဖုံးစားမှာတခုလောက်ခိုင်းလို့ရတယ်နာကြောပေါ့နာကြောပေါ့နားပေါက်လိုက် နားမဖောက်လိုက်ဒီလေးလက်ထိတ်တော့ဖောက် ဟောနားပေါက်မှာလေ ဒီလေးလက်ထိတ်တော့ ကိုဖြစ်ဖြစ်ချင်းမှာနော်စေးုံဘာညာမသွားဘူးကောင်းတယ်ကိုဘယ်လိုခံစားနေရတော့ တို့ကတော့တိတ်ကခံတော့အာလေးပါ ဒီကိုတော်တော်ရွယ်နေတာနော်ဟုတ်ပြီပါနေဒီလက်တွေရော လေးပါပါ လက်တစ်ဖက်နဲ့တစ်ဖက်လုံးကုန်ပါမှာနော်အမြန်ကူတောက်အောင်နော်အိမ်မှာအိမ်နေလို့ထိုင်နေလို့မရဘူးနော် လက်တော့လည်းရှောက်ပါရ လိုက်လျှောက်ပြရအဲထိုင်မောင်းအဲ့မှာထိုင်မောင်းအဲဟိုကောင်လေးကိုတွင်းနေရပါဇက်တဲ့တမယာလေးကိုထုတ်ပါဒီလက်နဲ့ထုတ်ဟုတ်ပြီကဲပါဇက်ပြကဲရသွားပြီ ဘယ်လောက်ဟာ ညီသွားပြီလားပါဇက်ကပြောအောင်ပါဇက်ကပြောအောင်ခုနကကြီးရွယ်လားနော် ဟုတ် ရွယ်နေလား အမေမေ မခုနတော့ပါဇက်ရွယ်လား ခုနရွေ့ ခုရောရွယ်သေးလား မမေလေ လူကောင်းတိုင်းဖြစ်သွားပြီနော် ဟုတ် ခဏတော့တောင်မှဟိုဘယ်သူကလွတ်လိုက်လားဒီမှာလာကုနေရသူနော် ဒီမှာလာက ဒီမှာတစီကိုညီလေးသူသိရဘလို့နေခုနမြင်နေခုမြင်နေဘလို့နေ တော့တော်တဲ့သွားပါတော်တဲ့သွားတာ ခုနနဲ့ဘာမှမဆိုင်နော် မဆိုင် ကိုဖြစ်ဖြစ်ချင်းလာနော် ဟုတ်ကဲ့ဖြစ်ဖြစ်ချင်းခုဖြစ်ဖြစ်ချင်းရ ရွေးနေနော်ခုနချက်ချင်းကိုရွေးနေကိုကလုံးဝလူကောင်းတိုင်းဖြစ်သွား ဟုတ်ပါ အောင်နှခမ်းကြိုက်ကြပါအောင်အဲ့တော့မရွေးနေတဲ့လူကအောင်နှခမ်းနဲ့ကြိုက်မြောက်ပေါ်နှခမ်းနဲ့ကြိုက်မြောက်ကြိုက်ကြပါအောင်ပေါ်နှခမ်း ဘုန်းကောင်ရောက်ပါ ကြိုက်ရတယ်အညီရလေမှုတ်ကြည့်လိုက်မှုတ်တဲ့မဆိုးနော်ဘလို့ပေါ့နော်ခုနတော့ခေါင်းနေအုံနေရလားဆောဆောကဘလို့ခံစားနေရတော့ အဲ့တော့ခေါင်းအောင်လေး အဲ့ဒါကိုပြောပြဆောဆောကကျွန်တော်မကုတ်ခင်က စကားမပြီးနော် စကားလည်းမပြီးဘူးလေခုကစကားလည်းပြီးသွားပြီခုနဆောဆောကမကုတ်ခင်ကခေါင်းနေအုံနေရ ဟုတ်ကဲ့ နောက်ပြီးကြတော့ဗာလေးဖြစ်ပြီးလေးနေရ ဒီ ခုရှိသေးလား ပါဇက်ဖြစ်ဖြစ်နေပုံပြောပြ မရှိတော့နော်ခုကဖြစ်ဖြစ်ချင်းလာခဲ့တာအဲ့ဒါတားတိတာလူကောင်းတိုင်းဖြစ်ပြီနော်ရှောက်ပြပါအောင်လမ်းလေးရှောက်ပြပါအောင်ရှောက်ရှောက်ရေးရေးရှောက်ရှောက်ခတ်တွတ်လေးရှောက်ရတယ်ပါလို့တွတ်လေးဒီဘက်ပြန်လာဘယ်နဲ့လေးလာပြည့်ရရှိလားထုံလားမလေးတော့နော်တော်တော်လေးကောင်းပြီနော်စားတော့လေးစင်ရင်နော်ဒီလိုလက်ဆက်ဆက်လူဆိုကျွန်တော်တို့ကတားကြိုက်တာလေးဖက်တာဘယ်စေးုံစေးကမ်းမှလည်းသွားမသွားဘဲနဲ့ရောက်လာရင်နော်တိတာ